သူကငွေစက်ကူတွေကိုလက်ဖက်ရည်ခွက်ထဲပစ်ထည့်လိုက်ပြီးရေဝတ်ဆုပ်သွားသည့်အထိတမင်တကာဖိသိပ်လိုက်ပါတယ်အပြင်ကိုပြန်ထုတ်လိုက်တဲ့အခါမှာတော့တစ်လွင်နေတဲ့ငွေစက်ကူတစ်ဟာအဟောင်းတရွက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီနောက်ငွေစက်ကူတွေအကုန်လုံးကိုရေစိမ်ပြီးကျိုးမချိတ်က hair dryer နဲ့မှုတ်ပစ်လိုက်ရာငွေစက်ကူဟောင်းအထုပ်ကြီးတစ်ထုပ်ရရှိလာခဲ့တာပါဒီငွေစက်ကူတွေဟာအသစ်ဆက်ဆက်ရိုက်နှိပ်ထားတဲ့ငွေအတုတွေဖြစ်ပြီးငွေစက်ကူတစ်တွေထက်စီစစ်ရပိုမိုခက်ခဲပါတယ်။နောက်ထပ်ရလက်ကိုစမ်းသပ်ရမယ့်အလှည့်ရောက်ရှိလာခဲ့ပါတယ်။သူ့ရဲ့အပေါင်းပါဟာငွေအတုကိုဆိုင်ရှင်ထံပေးကအအေးတပူဝယ်ယူလိုက်ပေမဲ့ဆိုင်ရှင်ကငွေစက်ကူကိုကင်လိုက်တာနဲ့မတင်ကားစရာကောင်းကြောင်းချက်ချင်းရိပ်မိသွားခဲ့ပါတယ်။ဆိုင်ရှင်ကသူ့ကိုဖမ်းဆွဲလိုက်ချိန်မှာအပေါင်းပါဖြစ်သူကအပြေးလွှားရောက်ရှိလာပြီးအသေးအတန်ဆွဲထုတ်ကယ်တင်ခဲ့ရပါတယ်။ဆိုင်ထဲကအခြားဝယ်သူတွေဟာဘာဖြစ်မှန်းမသိကြတော့လဲဆိုင်ရှင်ကလိုက်ဖမ်းဖို့အော်ဟစ်လိုက်တာကြောင့်ဝိုင်းဝန်းလိုက်လံဖမ်းဆီးကြပါတော့တယ်။ကံကောင်းစွာနဲ့ပဲသူတို့ဟာထွက်ပြေးမဲ့လမ်းကြောင်းကိုကြိုတင်စီမံထားခဲ့တာကြောင့်အောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါတယ်။ပြန်ရောက်လာကြပြီးနောက်သူတို့နှစ်ဦးဟာငွေအတုအားလုံးကိုမဆိုင်မတော့မီးရှို့ဖျက်ဆီးလိုက်ကြပါတယ်။စီစစ်ရခက်အောင်အတုပြုလုပ်ထားသည့်တိုင်ဆိုင်ရှင်ကတစ်ချက်ကြည့်ုံနဲ့ဘာကြောင့်တန်းတိသွားရတာလဲဆိုတာစန်နီတယောက်နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ကြမ်းရှိနေတဲ့ငွေအတုတရွက်ကိုကိုင်ရင်အချိန်အတော်ကြာစဉ်းစားခဲ့ပြီးနောက်အကြောင်းရင်းကိုနောက်ဆုံးမှရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။သူကအပေါင်းပါကိုမျက်လုံးမိတ်ခိုင်းလိုက်ပြီးငွေဆက်ကူ3ရွက်ပေးလိုက်ကဘယ်အနာကငွေအတုလဲလို့မေးလိုက်တဲ့အခါနောက်တစ်ယောက်ကကိုင်ကြည့်ုံများနဲ့ငွေအတုကိုလွယ်လွယ်ကူကူခွဲခြားပြသနိုင်ခဲ့ပါတယ်။ဒါဟာသူတို့ပျက်စီးခဲ့ရတဲ့အဓိကအကြောင်းရင်းပါပဲသူတို့ဟာစက်ကူအမျိုးအစားလွဲမှားစွာသုံးမိခဲ့ကြတာပါငွေစက်ကူအစ်စ်တွေကိုအထူးဂျပန်ဂွန်းစက်ကူကော်တွန်ပေပါနဲ့ပြုလုပ်ထားတာမို့သူတို့လှုပ်ထားတဲ့ငွေအတုနဲ့စမ်းသပ်ကြည့်ရင်လုံးဝကွဲပြားနေပါတယ်ငွေကြေးကိုခါတိုင်းကင်တွယ်နေကြလူတိုင်းဟာဒီကွာခြားချက်ကိုကင်ကြည့်ုံနဲ့တန်းသိနိုင်ပါတယ်ဒီစက်ကူဟာထူးခြားတဲ့အတန်ကလောက်ကြွားတဲ့အတန်မျိုးလည်းထွက်ရှိပါတယ်။ဒါအပြင်ကွဲပြားတဲ့ဒေါင်းတွေကနေကြည့်ရင်အယောင်ပြောင်းလဲတဲ့မင်းဆက်တွေလည်းပါဝင်ပါသေးတယ်။အတူလုပ်ဖို့အခက်အခဲဆုံးအပိုင်းကတော့ငွေစက်ကူပေါ်မှာရိုက်နှိပ်ထားတဲ့အတုပကာကွယ်ရေးကြိုးပြားလေးပဲဖြစ်ပါတယ်။2016ခုနှစ်ကတည်းကအိန္ဒိယရဲ့900တန်နဲ့1000တန်ငွေစက်ကူတွေကိုလှည့်လည်သုံးစွဲမှုရပ်ဆိုင်းခဲ့ပြီးမဟာတမဂန္ဒီစီရီငွေစက်ကူအသစ်တွေကိုမိတ်ဆက်ခဲ့ကအတုအပကာကွယ်ရေးစနစ်3ခုထပ်မံဖြည့်ဆွတ်ခဲ့တာပါအပြစ်ဆိုပွဲမရှိတဲ့ငွေအတုတွေဖန်တီးနိုင်ဖို့ဒီပြဿနာတွေကိုဖြေရှင်းရတော့မှာဖြစ်ပါတယ်အဓိကအချက်ကတော့ငွေစက်ကူအသစ်ပေါ်ကရုပ်ပုံရဲ့ကော်လာပေါ်မှာတင်းငယ်တဲ့စလုံးလေးတွေပါဝင်နေပြီးဒါကိုကြည်လင်းပြတ်သားမှုမြင်မာတဲ့စကန်နာနဲ့တောင်ကောင်းမွန်စွာကူးယူလို့မရတာကြောင့်အထူးပြုလုပ်ဖို့အလွန်ပင်ခက်ခဲစေပါတယ်။ဒါကြောင့်သူတို့ဟာငွေစက်ကူရဲ့မူလဒီဇိုင်းကိုလက်နဲ့စတင်ရေးဆွဲပြီးမှထွင်းထုဖို့အတွက်အရွယ်အစားပြန်သေးလိုက်ရပါတယ်။ဒါပေမဲ့ဒါဟာဆန်နီရဲ့ကျွမ်းကျင်မှုအသာစီးရတဲ့အပိုင်းပဲဖြစ်ပါတယ်။သူဟာငွေစက်ကူအသစ်ရဲ့အသေးစိတ်အချက်လက်အားလုံးကိုအပြစ်ဆိုပွဲမရှိရေးဆွဲပြခဲ့ပါတယ်။နောက်ဆုံးမှာတော့ပို့တိုက်တန်းစင်ခြင်းနဲ့ဓာတုဗေဒနီးအရပြုပြင်ပြီးနောက်ငွေစက်ကူရိုက်နှိမ့်မဲ့ပုံစံခွက်တစ်ခုပြီးစီးသွားခဲ့ပါတယ်။သို့တော်လည်းငွေစက်ကူအစ်စ်ထုတ်လုပ်ရမှာသုံးတဲ့ဂွန်းစက်ကူကိုအစိုးရကတင်းကျပ်စွာထိန်းချုပ်ထားတာကြောင့်တာမန်လူတွေရရှိဖို့ခက်ခဲပါတယ်။သူတို့အနေနဲ့စင်တူတဲ့အထီးအတွေ့ရှိမဲ့အခြားစက်ကူတွေကိုပဲရှာဖွေရပါတော့တယ်။သူတို့နှစ်ဦးဟာစားအုပ်ဆိုင်တွေနဲ့အဟောင်းဝယ်ဆိုင်တွေကိုတွားရောက်ကဈေးကွက်ထဲမှာရနိုင်သမျှစင်တူတဲ့စက်ကူချမ်းတွေကို